သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်နေတော်လာပြီကျော်4ရက်ရန်ကုန်တိုင်းဗဟန်းမြို့နယ်မင်္ဂလာဈေးဓမ္မယုံတော်ကြီးအတွင်းဝယ်ဆင်းကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်မင်္ဂလာတောင်ညွန့်မြို့နယ်မင်္ဂလာဈေးမိဘမြင်းနှင့်ဥတင်စိုးတို့အားရည်စူး၍ဒေါ်လခင်ကိုကျော်သင်းဆေးဆိုင်မိသားစုတို့၏အမတဌာနဓမ္မဌာနအဖြစ်ဖြင့်ဟောကြားအပ်သောပဋ္ဌာန်းမြတ်ဒေသနာတရားတော်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုစတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသက်ခြင်းလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထပွဲငါးသွဲအစုအလွန်ခဲရင်သောမှုတို့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းပဋ္ဌာန်းမြတ်ဒေသနာအပိုင်း30ခွန်ဝိပယုတ္တပစ္စယောဝိပယုတ္တပစ္စယောဆိုတာတံပယုတ္တပစ္စယောနဲ့ဆန့်ကျင်ဘက်အဓိပ္ပာယ်မှတ်ယူရမှာဖြစ်ပါတယ်ပဋ္ဌာန်းပစ္စည်းတွေထဲမှာယုဂလပစ္စယလို့အစုံပစ္စည်းလေးတွေရှိတယ်အစုံဆိုတဲ့ပစ္စည်းလေးတွေကဘာလဲလဲဆိုရင်ကမ္မပစ္စယောဝိပါကပစ္စယောဒါလေးရလဲအစုံကလေးတစ်ခုပဲပုရိသတပစ္စယောပစ္ဆာဇာတပစ္စယောဒါလေးလဲအစုံကလေးတစ်ခုထို့တူပဲတံပယုတ်တပစ္စယောဝိပယုတ်တပစ္စယောအစုံပဲအဋ္ဌိပစ္စယောနတ္ထိပစ္စယောဒါလည်းအစုံပဲဝိကတပစ္စယောအဝိကတပစ္စယောလို့စัจ jin မဲ့ကလေးတွေဟောပြပြီးတော့အကြောင်းတရားတွေကိုမြတ်စွာဘုရားကရှင်းထားတာဧဝနေကတံပယုတ်တပစ္စယောတဲ့အတူတကွပေါင်းစပ်ထားလိုက်တာ
များပေါင်းဆက်ထားမှန်းကိုမသိရအောင်တခုတည်းကဲ့သို့ထင်ရအောင်အချက်၄ချက်ကိုအခြေပြုပြီးတော့ပေါင်းဆက်ထားတယ်တံပယုတ္တပစ္စယောမိယာဝတ္ထုချင်းတူတယ်ပြုရာအာယုန်ချင်းတူတယ်ဖြစ်တဲ့အချိန်ကာလချင်းတူတယ်ပြတ်သွားတဲ့အချိန်ကာလချင်းတူတယ်ဆိုအများပေါင်းဆက်ထားပြီမဲ့လို့တခုတည်းလို့ထင်နေရအောင်ပေါင်းဆက်ပြီးတည်ရှိနေတဲ့သဘာဝတရားတွေကိုမြတ်စွာဘုရားကဒီသဘာဝတရားတွေဟာအပြန်အလှန်ထောက်ကူပြုပြီးတော့နေကြတယ်ဆိုတာကိုရှင်းလင်းဟောကြားခဲ့တာဖြစ်ပါတယ်ဒီကနေ့ကျတော့ဝိပယုတ်တပစ္စယောတမ္ပယုတ်တနဲ့ဝိပယုတ်တဝိဆိုတဲ့အဓိပ္ပာယ်ကဆန့်ကျင်ဘက်ကိုဒီနေရာမှာဖော်ပြတယ်ဝိပယုတ်တဆိုတဲ့ပစ္စည်းကြတော့ပေါင်းစပ်ထားတာမဟုတ်ဘူးတခုတည်းလို့ပေါင်းစပ်ထားတဲ့အရာမဟုတ်ဘူးသို့တော့ဒီနှစ်ခုဟာအတူတကွတည်ရှိပြီးတော့နေကြတယ်သို့တော့ပေါင်းစပ်ထားတဲ့အရာတော့မဟုတ်ဘူးတခုတည်းလို့ထင်ရအောင်ပေါင်းထားတာမဟုတ်ဘူးအရာဝတ္ထုတွေကတဘာဝချင်းတူပြီဆိုလို့ရှိရင်ဒီနှစ်ခုဟာရောပြီးတော့ခွဲမရအောင်ပေါင်းသွားတာမျိုးရှိဥပမာမဲ့ရေနဲ့နွားနို့ရေနဲ့နွားနို့ဟာတိုင်းတာတဲ့ကရိယာနဲ့တိုင်းတာပြီးတော့မကြည့်ဘူးဆိုလို့ရှိရင်မသိနိုင်ဘူးတရားဒါကြောင့်မို့လို့နွားနို့မှန်သမျှရေရောပြီးရောင်းကြတာရေနဲ့နွားနို့ဟာပေါင်းဆက်သွားတယ်တခုတည်းလို့ဖြစ်သွားတယ်အဲ့ဒီလိုတခုတည်းလို့သဘာဝတရားတွေဟာပေါင်းဆက်သွားတာမျိုးဆိုရင်ဒါတမ္ပယုတ်တလို့ခေါ်တယ်ရောသွားတယ်ရောနှောသွားတယ်ဒါကြောင့်မို့မြန်မာစာပေထဲမှာရောပါဠိစာပေကိုအခြေပြုပြီးတော့ပြောကြတယ်နွားနို့နဲ့ရေရောတဲ့ကဲ့သို့တသားတည်းဖြစ်တယ်လို့ပြောကြတယ်ညီညွတ်တဲ့နေရာမှာဥပမာပေးတယ်တရုပ်ဖော်တယ်နွားနို့နဲ့ရေရောထားတယ်လို့ပဲကွဲပြားခြားနားမှုမရှိဘူးလို့ဒီလိုပြောတာအဲ့ဒါတံပယုတ်တဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒီလိုရောစပ်သွားတဲ့အနေထိအောင်ပေါင်းထားတာတံပယုတ်တဝိပယုတ်တကြတော့အဲ့လိုမဟုတ်ဘူးရောစပ်လို့မရဘူးတဲ့အတူတူကတည်ရှိနေမယ်လို့ရောစပ်လို့မရတဲ့သဘာဝတရားတွေဟာလည်းပဲရောစပ်လို့မရသည့်အလျောက်တစ်ခုနဲ့တစ်ခုအထောက်ကူပြုပြီးတော့အကြောင်းအကျိုးဖြစ်ဆက်ဆက်တည်ရှိနေကြတာပဲတဲ့နော်ရောလို့ရတဲ့ဟာတွေပေါင်းစပ်လို့ရတဲ့သဘာဝတရားတွေတည်ရှိနေကြသလိုပေါင်းစပ်လို့မရတဲ့သဘာဝတရားတွေလည်းပဲအတူတကွတည်ရှိပြီးအပြန်အလှန်အကျိုးပြုနေကြတဲ့သဘောအဲ့တော့ဝိပယုတ္တကြည့်ရောလို့မရဘူးဆိုတာကြည့်ပေါ့စီနဲ့ရေရောလို့မရဘူးစီနဲ့ရေဆိုတာဘယ်တော့မှရောလို့မရဘာလို့သဘာဝချင်းတူမှမတူတာရေပေါ်မှာစီထည့်လိုက်လို့ရှိရင်စီလေးတွေကအပေါ်မှာဝေ့နေတယ်လေရေနဲ့တသားတည်းဖြစ်မလို့နွားနို့နဲ့မတူစီနဲ့ရေဒီပေါင်းစပ်လို့မရဘူးအဲ့စီနဲ့ရေပေါင်းစပ်လို့မရသလိုပဲအချို့သဘာဝတရားတွေဟာပေါင်းစပ်လို့မရဘူးသို့တော့ရေပေါ်မှာစီရှိနေသလိုသဘာဝတရားနှစ်ခုကအတူတကွတော့တည်ရှိပြီးတော့နေကြတယ်တဲ့သို့တော့ရောစပ်သွားတာမဟုတ်ဘူးအဲ့ဒါကိုဝိပယုတ်တပစ္စယောလို့ပြောတာနော်ဝိပယုတ်တပစ္စယောမိယာဝတ္ထုချင်းတူခြင်းမတူမယ်မတူဘူးအာယုံပြုတာချင်းတူခြင်းမတူမယ်တစ်ခုကအာယုံပြုပေမဲ့တစ်ခုကအာယုံမပြုဘူးတစ်ခုကမိယာဝတ္ထုကပေါက်လာတာဖြစ်ပေမဲ့တစ်ခုကမိယာဝတ္ထုကပေါက်တာမဟုတ်ဘူးဖြစ်တဲ့အချိန်ပေါင်းဖြစ်တဲ့အချိန်ကာလတူခြင်းတူမယ်ပြတ်သွားတဲ့အချိန်ကာလတူခြင်းတူမယ်ကျန်တဲ့ဟာတွေပေါင်းစပ်လို့မရဘူးမတူညီတဲ့သဘောတွေကြောင့်ဆိုပါစို့စီနဲ့ရေစီဆိုတာလဲအရေသဘောပဲ
ရေဆိုတာလည်းအရေသဘောပဲအရေပြောနေတဲ့သဘောတွေကြီးပဲစီကလည်းအရေပြောနေတယ်ရေကလည်းအရေပြောနေတယ်ဒီအခြေအနေအပြင်တော့တူတယ်သို့တော့ပေါင်းစပ်လို့ရလားဆိုမရဘူးအဲ့ဒါလို့ပေါင်းစပ်လို့မရတဲ့သဘာဝတရားတွေမိတင်းပြီးတော့ကျေစုပြုနေတဲ့ပစ္စည်းတရားကိုဝိပယုဒ္ဓပစ္စည်းလို့ဒီလိုပြောတာဝိပယုဒ္ဓပစ္စယောကဲသဘာဝချင်းမတူတယ်ဆိုတာဘာတွေလဲလို့ပြောမှဆိုရင်ရုပ်နဲ့နာမ်ဘယ်သဘာဝချင်းတူမလဲဘယ်လိုကွဲပြားခြားနားတယ်လဲဆိုလို့ရှိရင်ရုပ်ကြီးကအာယုံကိုပြုနိုင်စွမ်းမရှိဘူးအာယုံကိုသိနိုင်စွမ်းမရှိဘူးနာမ်ကအာယုံကိုသိတယ်ဟောအာယုံသိတာနဲ့မသိတာရုပ်ကအာယုံကိုမသိတဲ့သဘောနာမ်ကအာယုံကိုသိတဲ့သဘောသို့တော့ရုပ်နဲ့နာမ်အတူမရှိဘူးလားဆိုရှိတယ်ဒီအခြေခံသဘာဝချင်းကြတော့မတူဘူးအခြေခံသဘာဝချင်းမတူဘူးနောက်ပြီးတော့ရုပ်ကဖြစ်ပြီးတော့ယက်တည်နေတာအမတန်နှေးတယ်အပြက်နှေးတယ်အပြောင်းလဲနှေးတယ်နန္တရားကအပြောင်းလဲအမတန်မြန်တယ်ဟောဒီရှုထောင့်ကကြည့်ရင်လေရုပ်နဲ့နာမတူပြန်ဘူးရုပ်တရားကဖြစ်လာပြီးတဲ့နောက်မှာအချိန်ပိုင်းအပြင်တော်တော်ကြာအောင်တည်ရှိနန္တရားအခုဖြစ်အခုပြတ်သွားတယ်ဒါကြောင့်မို့ရူပံထန္ဓပရိဝတ္တရုပ်တရားဆိုတာအမတန်နှေးကွေးတဲ့အပြောင်းလဲရှိတယ်တဲ့နန္တရားကြတော့နာမံလဟုပရိဝတ္တနန္တရားဆိုတာလင်းလင်းမြန်မြန်ပြောင်းသွားတယ်အဲ့တော့ယုံနဲ့နာဟာသဘာဝချင်းမတူပေဘူးအဲ့ဒီမတူတဲ့သဘာဝနှစ်ခုမတူတာကိုအတူထားလိုက်မတူတာတွေအတူထားလို့ရှင်ရောတစ်ခုနဲ့တစ်ခုအထောက်အကူပြုပါမလားဆိုပြုတာပေါ့မတူတာတွေကလည်းအတူတကွဖြစ်နေလို့ရှင်တော့အထောက်အကူပြုတာပဲတူမှအထောက်အကူပြုတာမဟုတ်ဘူးမတူတဲ့အရာကလည်းပဲမတူတဲ့အရာတွေကိုအထောက်အကူပြုတယ်ပေါ့မြတ်စွာဘုရားကလောကကြီးဟာအကြောင်းအကျိုးတွေနဲ့ဆက်ဆက်ပြီးတည်ရှိနေတယ်ဆိုတာထောင်းစီအောင်အကျွမ်းကြံမရှိအောင်ဟောထားတာအကြောင်းတရားနဲ့အကျိုးတရားဒီနှစ်ခုဟာဆက်ဆက်ပြီးဖြစ်ပေါ်နေတယ်ဆိုတာကိုမြတ်စွာဘုရားကအကျွမ်းကြံမရှိအောင်တတ္တိ24မျိုးကိုခေါင်းစဉ်တက်ပြီးတော့ဟောသွားတာစွမ်းရည်တတ္တိတွေရုပ်တရားနံတရားတွေရဲ့စွမ်းရည်တတ္တိတွေဟာအမျိုးမျိုးရှိတယ်အဲ့ဒီစွမ်းရည်တတ္တိတွေကိုပဲ24ပစ္စည်းလို့ခေါ်တာနော်အဲ့24ပစ္စည်းသောစွမ်းရည်တတ္တိတွေဟာတစ်ခုစီတစ်ခုစီဖြစ်နေကြတာမဟုတ်ဘူးစွမ်းရည်တတ္တိတွေသဘာဝတရားတစ်ခုဆိုရင်စွမ်းရည်တတ္တိကအနည်းဆုံး4ခု5ခု2ခုဆိုတာအနည်းဆုံးပဲအဲ့လိုသောစွမ်းရည်တတ္တိတွေအမိပြုတ်ပြီးတော့ကြောင်းကျိုးဆက်နွယ်ပြီးတော့သက်ရှိတ attva တွေရောသက်မဲ့တွေရောဒီလိုပဲပြန်လန်းထောက်ကူပြုပြီးတော့တည်ရှိနေကြတယ်ကမ္ဘာလောကကြီးတစ်ခုလုံးဟာအကြောင်းတရားနဲ့ကင်းပြီးဖြစ်တယ်ဆိုတာတစ်ခုမှမရှိဘူးဒါကြောင့်မြတ်စွာဘုရားကကမ္ဘာလောကကြီးကိုသင်္ခတသို့မဟုတ်သင်္ခါရလောကသင်္ခတဆိုတဲ့စကားလုံးလေးတစ်လုံးနဲ့ပြောထားသင်္ခတဆိုတာဘာလဲတန်ဆိုတာပေါင်းစုပြီးတော့အကြောင်းတရားတွေကပေါင်းစုပြီးတော့ခတဆိုတာကရကလာအကြောင်းတရားတွေကပေါင်းစုပြီးတော့ပြုလုပ်ဖန်တီးအထောက်အကူပြုထားတဲ့အရာလို့ဒီလိုပြောတာအဲ့ဒါလို့အကြောင်းတရားတွေကပေါင်းစပ်ပြီးတော့အထောက်အကူပြုခံထားရတဲ့အရာတွေမှန်သမျှသင်္ခတသင်္ခတမှန်သမျှအနိစ္စပဲဘာဖြစ်လို့အကြောင်းကိုမှီတီးနေရလို့အနိစ္စအဲ့ဒီအကြောင်းတရားတွေကရောဘယ်မှာရှာရတော့ဆိုဒီအကြောင်းတရားတွေကအပြန်အလှန်နေပဲသူတို့ကိုယ်တိုင်ကပဲအကြောင်းတရားဖြစ်နေတယ်ပေါ့
ဘာဖြစ်လို့လဲဆိုလူဘဝဘာကြောင့်ရလာကံကြောင့်ရလာတယ်လို့ပြောကြတယ်ဒါဖြင့်ကံကဘယ်မှာရှားမှာတော့ဆိုလူသဏ္ဍာန်မှာပဲရှိတာပဲလေအပြင်ကလာတာမဟုတ်ဘူးကံကြောင့်လူဖြစ်တယ်ကံဆိုတာဘယ်ကဖြစ်လာလူမှာပဲဖြစ်တာထို့တူပဲအကြောင်းနဲ့အကျိုးဆိုဒီမှာတခြားရှားစရာမဟုတ်ဘူးတဲ့ဆံရသဘာဝတရားတွေဟာအကြောင်းအကျိုးဖြစ်ပြီးတော့နေကြလို့သင်္ခတအကြောင်းတရားတွေကပေါင်းစုပြီးတော့ထုတ်လုပ်ထားတယ်သို့မဟုတ်အကြောင်းတရားတွေကပေါင်းစုပြီးတော့ဖန်တီးထားတယ်လို့လောကကြီးမှာရှိသမျှအရာအလုံးဟာအစစ်မှန်သဘာဝအလုံးဟာသင်္ခတတရားတွေကြီးပဲထိုအစစ်မှန်တရားတွေပေါ်မှာအတွေးအထင်တွေသာပြည့်ညတ်အတွေးအထင်မဟုတ်ဘဲနဲ့တကယ်အစစ်မှန်သဘာဝတရားတွေမှန်သမျှသင်္ခတအကြောင်းတရားတွေကပေါင်းစပ်ပြီးတော့ထုလုပ်ထားတာတွေကြီးပဲဒါဖြင့်သင်္ခတဆိုတာရှိရင်ထိုသင်္ခတရဲ့ဆန့်ကျင်မဲ့အသင်္ခတဆိုတာမရှိဘူးလားဆိုရှိတယ်အဲ့ဒီအသင်္ခတကိုနိဗ္ဗာန်လို့ပြောတာပေါ့အဲ့တော့နိဗ္ဗာန်ဆိုတာကြတော့အကြောင်းတရားတွေအကျိုးတရားတွေအကြောင်းတရားတွေကပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတာမဟုတ်ဘူးထုတ်လုပ်ထားတာမဟုတ်သည့်အတွက်ကြောင့်နိဗ္ဗာန်ဟာထာဝရမြဲတယ်လို့ပြောတာအကြောင်းတရားတွေကပေါင်းစပ်ထားတာပေါင်းစပ်ထုတ်လုပ်ထားတာမှန်တယ်များဘယ်တော့မှမမြဲဘူးဘာဖြစ်လို့အကြောင်းပေါ်မှာမှီတည်နေလို့အကြောင်းကမမြဲလို့ဖြစ်ပေါ်လာတဲ့အရာဒီဘယ်တော့မှမမြဲနိဗ္ဗာန်ဆိုတာအကြောင်းကင်းတယ်ထုတ်လုပ်ထားတဲ့အကြောင်းမရှိလို့နိဗ္ဗာန်ကမြဲတယ်ဟုတ်သူ့သဘာဝအမြဲရှိတယ်နော်ဒါဖြင့်အကြောင်းတရားတွေပေါင်းစပ်ထားတဲ့သင်္ခတမမြဲဘူးဆိုတာဘာကြောင့်သိနိုင်လဲရှင်းရှင်းလေးရဲ့မြတ်စွာဘုရားကဟောထားတာအနိစ္စတံဗုတံကုတောနိစ္စံဘဝိတ္တိဒါတွေးခေါ်ပြီးတော့ကြည့်ဖို့ပြောတာလေတန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားသုံးတဲ့စကားလုံးတစ်ခုအနိစ္စတံဗုတံမမြဲတဲ့အကြောင်းတရားကဖောင်တီးလိုက်တဲ့အရာတစ်ခုဟာတဲ့ကုတောနိစ္စံဘဝိတ္တိဘယ်မြဲမလဲဒါပြောတာဗမာလိုရှင်းရှင်းလေးအကြောင်းတရားကမှမမြဲတာဘယ်လိုလုပ်အကျိုးတရားမြဲမှာတော့အရာစကားဥပမာနဲ့ပြောမယ်ဆိုရင်သိတတ်တဲ့အမေအဖေကမွေးထားလို့ရှိရင်ဒီလူဟာမသေးပဲရှိပါမလားရှိဘူးအဲ့ဒါလို့သိတတ်တဲ့အမေအဖေကမွေးထားတာမသေးတဲ့အမေအဖေကမွေးရင်တော့လည်းပဲမသေးကောင်းမသေးဖြစ်လိမ့်မယ်ပေါ့သိတတ်တဲ့အမေအဖေကမွေးထားမှတော့သေမှာပဲပေါ့အကြောင်းတရားကမှမမြဲဘူးဆိုရင်အကြောင်းတရားကထုတ်လို့တဲ့အကျိုးတရားမြဲနိုင်မှာမလားမြဲနိုင်ပါဗျာတန်ရုပ်ပါဠိတော်မှာအဲ့ဒီအတွေးခေါ်လေးတွေကိုမြတ်စွာဘုရားကပေးထားတာထို့တူပဲမမြဲဘူးဆိုလို့ရှိရင်စိတ်ထဲမှာကျေနပ်เสียမကောင်းအားရเสียမရှိဘူးအားကိုးเสียမရှိဘူးဖြစ်မှုပြက်မှုတွေကအမြဲတမ်းကပ်ပြီးတော့ဒုက္ခပေးနေတဲ့အရာကိုဒုက္ခလို့ခေါ်တာပဲအနှောင့်အယှက်ပေးနေတဲ့အရာကိုဒုက္ခလို့ခေါ်တာအဲ့ဒါလို့ဒုက္ခဖြစ်နေတာကိုတားလို့စီးလို့ရမလားကိုဖြစ်ချင်တိုင်းဖြစ်လို့ရမလားဆိုမရအောင်မရတာကိုအနတ္တလို့ပြောတာဒါကြောင့်မို့ယထနိစ္စံတန်ဒုက္ခံအနိစ္စသည်ပင်ဒုက္ခပဲတဲ့ယံဒုက္ခံတရဏတ္တဒုက္ခသည်ပင်အနတ္တလို့မြတ်စွာဘုရားဟောတာဒါကြောင့်မလို့အနိစ္စဒုက္ခအနတ္တဆိုတာတစ်ခုမြင်ကျန်တာတွေမြင်သွားတယ်လို့ပြောတာနော်ဆက်ဆက်နေတာဒါကြောင့်မို့မြတ်စွာဘုရားကအနိစ္စကိုတွေးတယ်လို့ပဲဒုက္ခကိုလည်းပဲဆင်ញင်စဉ်းစားဖို့ဒုက္ခတံဗုတံကုတောဒုက္ခံဘဝိတ္တိဒုက္ခကြောင့်ဖြစ်လာတဲ့အကြောင်းတရားကဒုက္ခဆိုရင်ဒုက္ခကြောင့်ဖြစ်လာတဲ့အကျိုးတရားဘယ်လိုလုပ်ဒုက္ခဖြစ်နိုင်မလို့ထုတ်လုပ်တဲ့တရားကဒုက္ခဆိုရင်ဖြစ်ပေါ်လာတာဒုက္ခပဲဖြစ်မှာပဲတစ်ဆက်တည်းစဉ်းစားကြည့်အနတ္တတံဗုတံကုတောအတ္တဘဝိတ္တိအနတ္တတရားကထုတ်လုပ်လိုက်တဲ့အရာဒီဘယ်တော့မှအတ္တဖြစ်နိုင်မလဲမဖြစ်နိုင်ဘူးဒါဝိပဿနာဉာဏ်နဲ့ဆင်ញင်စဉ်းစားကြည့်ဖို့လေးပြောတာနော်
သင်္ကတဆိုတဲ့သဘာဝတရားတွေဟာသင်္ကတနဲ့အသင်္ကတယမယံခါအကြောင်းအကျိုးအနေနဲ့ဆက်ဆက်ပြီးတော့နေကြကြတယ်ဒီနေရာမှာဝိပယုတ်တပစ္စယောဆိုတာလေးကိုပါဠိတော်မှာဘယ်လိုဆိုပစ္စယနေရိတပါဠိတော်မှာရူပိနောဓမ္မာအရူပိနံဓမ္မနံဝိပယုတ်တပစ္စေတပစ္စယောတဲ့ရူပိနောဓမ္မာယုတ်တရားတွေဟာတဲ့အရူပိနံဓမ္မနံနံတရားတွေကိုဝိပယုတ်တပစ္စေနဝိပယုတ်တပစ္စည်းဖြင့်ပစ္စယောကျေစုပြုပါတယ်ဆိုလိုတာကဘုန်းကြီးတို့တွေမှာရှိတဲ့ယုတ်နဲ့နံတွေဟာအပြန်အလှန်ကျေစုပြုနေကြတယ်လို့ပြောတာယုတ်တရားတွေသည်နံတရားကိုအပြန်အလှန်ကျေစုပြုနေတယ်တဲ့ဆက်ဆက်ပြီးဖြစ်ပေါ်နေပုံကိုပြောတာအဲ့တော့အပြန်အလှန်ကျေစုပြုပေမဲ့လို့ပေါင်းဆက်ထားတဲ့ရောဆက်ထားတဲ့အရာတော့မဟုတ်ဘူးတဲ့အတူတကွဖြစ်ခြင်းဖြစ်မဲ့ရောဆက်ပြီးတော့မနေဘဲနဲ့တစ်ခုနဲ့တစ်ခုဒီပေါင်းဆက်လို့မရဘဲနဲ့ပေါင်းဆက်လို့မရတဲ့ယုတ်တရားဟာပေါင်းဆက်လို့မရတဲ့နံတရားကိုကျေစုပြုတယ်ဝိပယုတ်တပစ္စယောဒါဖြင့်ယုတ်တရားကနံတရားကိုကျေစုပြုတယ်ဆိုတာအသေးစိတ်ထပ်ပြီးတော့ပြောလိုက်တော့ဘယ်ချိန်မှကျေစုပြုတာယုတ်နဲ့နံနဲ့အတူတကွဖြစ်ပြီးကျေစုပြုတာလားသို့မဟုတ်နောက်မှဖြစ်ပြီးကျေစုပြုတာလားသို့မဟုတ်ကြိုတင်ဖြစ်နေပြီးတော့ကျေစုပြုတာလားဆိုတာကိုအဲ့ဒါကြတော့အသေးစိတ်တစ်ခါထပ်ပြီးတော့မှတ်ရသေးတယ်ပေါ့ယုတ်တရားနဲ့နံတရားဆိုတာတပြိုင်တည်းဖြစ်တာလည်းရှိတယ်ဘဝတစ်ခုအစပြုတဲ့အခါမှာတပြိုင်တည်းဖြစ်လာတာရှိတယ်ဘာတွေတပြိုင်တည်းဖြစ်တယ်လဲဘုန်းကြီးတို့ပဋ္ဌာန်းအစတုန်းကဒီအကြောင်းတွေကိုဟောထားခဲ့ပြီးသားပြန်ပြီးတော့တတိယအောင်ဒီနေရာမှာထပ်ပြောမှရှင်းမယ်ပေါ့ဘုန်းကြီးတို့ရဲ့ဘဝဘာနဲ့စတတိနဲ့စနော်ပရိတတိစိတ်နဲ့စအဲ့ဒီပရိတတိစိတ်မှာစေတသိက်ပါတယ်ကောင်းပြီပရိတတိစိတ်ကလေးစလိုက်တာနဲ့တပြိုင်နက်သူနဲ့ပြိုင်လူဖြစ်တာဘာတွေလဲဆိုရင်ကံပစားယုတ်30လူသားတွေအနေနဲ့ပြောရအောင်ကံပစားယုတ်30ကံပစားယုတ်30ဆိုတာ maximum number အများဆုံးကိုပြောတာ20လည်းရှိတယ်ပေါ့အဲ့တော့လူဘဝစလိုက်တဲ့ယုတ်နဲ့နံကဘာလဲလူဘဝစလိုက်တဲ့နံတရားဆိုတာတတိစိတ်နဲ့စေတသိက်ပရိတတိစိတ်နဲ့စေတသိက်ဟာလူဘဝအစပဲအဲ့ဒါလို့နံပိုင်းကစလိုက်တယ်လို့ပဲရုပ်ပိုင်းကစလိုက်တာဘာလဲလို့ဆိုရင်ဘောဓီလို့ပြောရမယ်ကာယတတကကလရုပ်10ခုအဲ့တော့ရုပ်10ခုဆိုတာအလုံးပြီးတော့မှသင်ပြီးသားပုဂ္ဂိုလ်တွေသိတယ်ရုပ်10ခုဆိုတာမဟာဘုတ်၄ပါးပါမယ်မဟာဘုတ်၄ပါးနဲ့ကင်းတဲ့ရုပ်ဆိုတာလောကမှာမရှိဘူးနော်ပထဝီဆိုတာအမာခံပဲအဲ့ဒီအမာခံဖြစ်အောင်ဘယ်သူကစုစည်းတာတော့ဆိုအာဘောဆိုတာစုစည်းတာယူစည်းတာတဲ့အာဘောမဟုတ်ဘူးစုစည်းပေးထားတာကြည့်လေပေါင်ပုံလေးဖုတ်ချင်တယ်ဆိုလို့ရှိရင်ပထမဆုံးကဂျုံမုံပဲအမှုန့်လေးတွေပဲအဲ့ဒါကိုရေလေးဖြန်းလိုက်လို့ရှိရင်အတုံးခဲလေးဖြစ်မသွားဘူးလားရေလေးကအဲ့ဒီအမှုန့်လေးတွေကိုစုစည်းပေးလိုက်တာအဲ့တော့အတုံးခဲလေးဖြစ်ပြီးတော့အမာခံဖြစ်လာတာကပထဝီစုစည်းပေးတာကအာဘောစုစည်းပေးထားတဲ့ဒီအတုံးခဲလေးကိုမားလာအောင်ပြော့သွားအောင်အပူပေးတာကသူတို့တေဇောအဲ့ဒါလို့အတုံးကလေးအဖြစ်ရပ်တည်နေအောင်ဘေးကနေအတွင်းကလည်းဆွဲဆောင်နေအပြင်ကလည်းပဲတွန်းကန်ပြီးတော့တခြားနဲ့မတူအောင်တိတန့်လေးဖြစ်သွားအောင်လုပ်ထားပါတော့ဝါယောဓာကြီးလေးပါးကိုဆင်ញင်စဉ်းစားကြည့်လိုက်နော်ကိုယ်ရှိမှရှိတဲ့ပန်းပွင့်လေးတွေပဲကြည့်လိုက်အောင်အဲ့ဒီပန်းပွင့်တရံလေးဖြစ်နေအောင်ကပထဝီဒီလိုဖြစ်အောင်ဘယ်သူကစုဆောင်းပေးတုံးဆိုအာဘောကစုစည်းပေးထားတာအဲ့ဒီပန်းပွင့်လေးဟာတဖြည်းဖြည်းရင့်လာအောင်တေဇောကလုပ်နေတယ်အဲ့ဒီရင့်သွားတဲ့ဟာလေးဒီပုံစံလေးအတိုင်းရပ်တည်နေအောင်ဘယ်သူကလှုပ်ထားဝါယောကလှုပ်ထားတယ်ဟောဓာတ်ကြီးလေးပါးရဲ့အစုအဝေးပဲ
အဲ့ဒီဓာတ်ကြီးလေးပါးကစုထားတယ်ဓာတ်ကြီးလေးပါးအမာခံထားတဲ့ရုပ်တဘာဝမှာဘာပါတော့ဆိုကာလာဆိုတဲ့အဆင်းရောင်ပါတယ်မျက်စိနဲ့ကြည့်လို့ရတယ်အဲ့ဒါကာလာနှာခေါင်းနဲ့နမ်းရှူကြည့်လို့ရတဲ့အနတ်လျှာနဲ့လျက်လို့ရတဲ့အရာသာလက်နဲ့ကိုယ်နဲ့စမ်းသပ်ပြီးတော့တီးလို့ရတဲ့ဟာကရူပတ္တခန္ဓာရတ္တနော်အဲ့ဒီမှာဒီမှာအစာအာဟာရအနေနဲ့အစီအနှစ်ပါတာတစ်ခုကာလာရဲ့ smell ရဲ့ taste ရဲ့နော် nutritive accent လို့ခေါ်တယ်ဩဇာရဲ့ပေါင်းလိုက်တဲ့အခါကျတော့၈ခုအဲ့ဒီ၈ခုဟာ indivisible ဘယ်တော့မှခွဲလို့မရဘူးရုပ်လို့ဆိုတဲ့နေရာမှာအဲ့ဒီ၈ခုကိုအခြေပြုထားတာအဲ့ဒီအခြေပြုထားတဲ့ရုပ်၈ခုပေါ်မှာသက်ရှိတ attva တွေဖို့ဘာပိုးလာတယ်ဆိုဇီဝိတဆိုတာလေးပိုးလာတယ် protection ရုပ်တရားလေးတွေထပ်မံရှင်သန်လာအောင်ဆွမ်းဆောင်ပေးနိုင်တဲ့ဖြစ်နေတဲ့အခိုက်အတန့်လေးမှာသူ့တက်တန်းလေးရှိအောင်ထိမ့်ပေးထားတဲ့အထိမ့်ပေါ့အဲ့ဒါလေးကဇီဝိတလို့ခေါ်တယ်၉ခုအဲ့ဒီ၉ခုပေါ်မှာကာယထတကလို့ဖုဒ္ဓဘာယုနဲ့တွေ့လာလို့ရှိရင်ထင်ဟပ်ပေါ်လွင်နိုင်တဲ့အရာလေးတစ်ခုကာယတတကကလထည့်ပြီးတော့ဖွဲ့စည်းလိုက်တဲ့အခါကျတော့10ခုဖြစ်သွားတယ်လူဘဝအစမှာတရေစိတ်ကလေးနဲ့အတူတကွပေါ်လာတဲ့ထဲမှာဟောဒီကာယတတကကလဆိုရရုပ်စိတ်ခုကလည်းပါလာတယ်တခါတည်းပါတပြိုင်တည်းဖြစ်ကြတယ်အဲ့ဒီနေရာမှာကာယတတကဝတ္ထုရုပ်10ခုနော်နောက်တစ်ခုကဘာတုံးဆိုလို့ရှိရင်ဟရိယဝတ္ထုလို့ခေါ်ရတဲ့လူခန္ဓာကိုယ်မှာအရေးပါဆုံးနှလုံးသားလို့ပဲပြောပေါ့ဝတ္ထုတတကကလစိတ်ပိုင်းဆိုင်ရာတို့ရဲ့ဖြစ်ပေါ်တည်ရှိရာအနေနဲ့အရေးပါဆုံးရုပ်10ခုအဲ့ဒါကဝတ္ထုတတကလို့ခေါ်တယ်အဲ့ဒီထက်မှာဖိုမအမျိုးသားလားအမျိုးသမီးလားဆိုတဲ့ကွဲပြားသောအောင်ဖြစ်စေနိုင်တဲ့ကံကဖန်တီးလိုက်တဲ့ဘာဝယုတ်ဆိုတာလည်းပါလာပြန်ဘာဝတတကကလဘာဝတတကကလက10ခုကာယတတကကလက10ခုဝတ္ထုတတကကလက10ခုပေါင်းလိုက်တဲ့အခါယုတ်30ကလလရေကြီးလို့ပြောတာအဲ့ဒီယုတ်30ပဲဟောသရေလေးပေါ်လိုက်တာနဲ့သရေစိတ်ပေါ်လိုက်တဲ့အချိန်မှာဟောဒီကံ့ကြောင့်ဖြစ်တယ်ဒီယုတ်30ဟာဘယ်သူကထုတ်လုပ်တာတော့ဆိုကံကထုတ်လုပ်တာကံ့ကြောင့်ဖြစ်တဲ့ယုတ်30ဟာတပြိုင်နဲ့ပေါ်လာတယ်ဒါဘဝအစနော်လူတွေရဲ့ဘဝအစတူတူပါလားပရိစ္ဆသမုပ္ပါဒ်မှာတော့ရှေ့နောက်လို့ဟောလိုက်တာဝိညာဏပစ္စယနာမရူပံရှေ့နောက်မဟုတ်ဘူးဝိညာဉ်ပေါ်ရင်နာယုတ်ပေါ်တယ်နာယုတ်ပေါ်ဝိညာဉ်ပေါ်တယ်တူတူပဲတပြိုင်တည်းပေါ်လာတာအဲ့ဒီမှာနောက်မှပေါ်တာတွေလည်းရှိတယ်ပေါ့တရေအစမှာဆိုလို့ရှိရင်ဝိညာဏဆိုတာတရေစိတ်လေးကိုပြောတာနာမဆိုတာတရေစိတ်ကလေးမှာရှင်တဲ့စေတသိက်ကိုပြောတာရူပဆိုတာကမ္မစယုတ်ကိုပြောတာကမ္မစယုတ်ကလည်းကမ္မစယုတ်အကုန်လုံးမဟုတ်ဘူးလူဘဝကိုစတင်လိုက်တဲ့ခုနကကမ္မစယုတ်လေးတွေကိုပြောတာကဲဘုန်းကြီးတို့တွေရဲ့ဘဝဟာတရေစိတ်ရဲ့စေတသိက်ရဲ့နာမ်ပိုင်းဆိုင်ရာဒါကစတယ်ရုပ်ပိုင်းဆိုင်ရာကြတော့အခုရုပ်30နဲ့စတယ်ဒီရုပ်နဲ့နာမ်ဟာဘဝတစ်ခုစလိုက်တာနဲ့တပြိုင်နက်ပြိုင်လို့ပေါ်လာတယ်နှစ်ခုစလုံးဟာကံကဖန်တီးတာကြီးပဲအကုန်လုံးဘယ်သူမှလှုပ်ပေးတာမဟုတ်ဘူးကံရဲ့အကျိုးဆက်အနေနဲ့ပေါ်လာတာတဲ့ကဲကောင်းပြီပေါ်လာတဲ့အခါမှာဆက်သွယ်မှုဘယ်လိုရှိလဲဝိပယုတ္တပစ္စည်းနဲ့ပေါ်လာရုံနဲ့ဝိပယုတ္တတစ်ခုနဲ့တစ်ခုအထောက်အကူပြုပုံဆိုအကုန်ပြုလာလဲဆိုမပြုဘူး
ပြုတာကဘာလဲဆိုလို့ရှိရင်ကြည်တရေစိတ်ကလေးရဲ့မိယာဆိုတာဟရိယဝတ္ထုသာဖြစ်တယ်ကာယဝတ္ထုကကာယဝိညာဉ်စိတ်ရဲ့မိယာသာဖြစ်တယ်တရေစိတ်လေးကကာယဝတ္ထုပေါ်မှာမမိနိုင်ဘူးဘာဝတို့ဘာလို့ဆိုတာလဲမိယာဝတ္ထုယုံမဟုတ်ဘူးအဲ့ထဲမှာမိယာဝတ္ထုယုံနှစ်ခုပါတယ်ကာယတတကကကာယဝတ္ထုတတကကဟရိယဝတ္ထုတရေစိတ်ကလေးဟာပြီးစရာမရှိဘဲနဲ့သူမဖြစ်ဘူးသူကကာယပေါ်မမိဘူးဘာဝပေါ်လည်းမမိဘူးမိယာဝတ္ထုယုတ်ဆိုတာ6မျိုးပဲရှိတယ်ဘာတွေလဲဆိုရင်မျက်စိနားနှာခေါင်းလျှာကိုယ်ဟရိယမိယာဝတ္ထုယုတ်6ခုမိယာဝတ္ထုယုတ်ဆိုတာစိတ်ဖြစ်ပေါ်တဲ့နေရာ6ခုလို့ပြောတာနော်နန္တရားရဲ့ပေါက်ဖွားရာ6ခုလို့ပြောဝတ္ထုဆိုတာတရားမြေကိုခေါ်တဲ့စကားလုံးတစ်ခုပဲဒါမို့မိယာဝတ္ထုလို့တွဲပြီးတော့သုံးတာအင်္ဂလိပ်လိုတော့ base လို့ပြန်တယ် base of mind ပဲစိတ်ကလေးအခြေပြုတဲ့နေရာလေးဟာစောင်းတန်ကလေးကဘယ်မှာအခြေပြုကျိုးပေါ်မှာအခြေပြုတာပေါ့ဟုတ်ကဲ့လားအဲ့ဒီကျိုးလေးကိုတီးလိုက်တဲ့အခါကျတော့စောင်းတန်လေးထွက်လာတယ်ဒီအတန်လေးဘယ်ကထွက်လာတော့စောင်းကျိုးပေါ့အဲ့ဒီစောင်းကျိုးနဲ့စောင်းအိုးတွေကတွဲထားတယ်စောင်းကျိုးကနေပြီးအတန်လေးထွက်လာတယ်လို့ပဲထို့တူပဲတရေစိတ်ကလေးဟာဟရိယဝတ္ထုဆိုတဲ့ဒီ base လေးပေါ်မှာအမိပြုပြီးတော့သူကပေါ်လာဒါဖြင့်အမိပြုရအောင်ဘယ်သူကအရင်ဖြစ်တာတုံးဆိုဘယ်သူကမှအရင်မဖြစ်ဘူးပြိုင်လို့ဖြစ်ကြတာတဲ့ဟရိယဝတ္ထုဆိုတဲ့ယုတ်ကလေးရဲ့ခုနကတရေစိတ်ကလေးရဲ့လူဘဝအနေနဲ့ပြောတာနော်ဟရိယဝတ္ထုမပါတဲ့ဘဝတွေရှိသေးတယ်အရူပဘုံတို့ဘာလို့じゃမရှိဘူးပေါ့ယုတ်မရှိတဲ့ဟာမျိုးကြတော့ရှိသေးတယ်အေးလူဘဝအနေနဲ့ပြောမှဆိုလို့ရှိရင်ဟရိယဝတ္ထုယုတ်လေးရဲ့ခုနကနတ်တွေတို့ရူပပြမာတို့လည်းပဲထည့်ပြီးတော့မှတ်ပေါ့နော်လူသားတွေနဲ့ပုံနိစ္စအောင်လို့ apply လုပ်ပြီးတော့ပြောပြတာစာထဲမှာပြောရင်တော့ပင်စောကာရပဋိသန္ဓေတို့ဘာလို့ပြောမယ်အဲ့ဒါနားရှုပ်မစုံလို့မပြောတာနော်ပင်စောဝကာရဆိုတာခန္ဓာ၅ပါးရှိတဲ့ဘဝလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်ထားလိုက်အဲ့ဒီခန္ဓာ၅ပါးရှိတဲ့ဘဝရဲ့ပရိသေရိစိတ်အဲ့တော့လူသားအနေနဲ့ပြောမယ်ဆိုရင်လူရဲ့ပရိသေရိစိတ်ကလေးဟာသူနဲ့ပြိုင်တူဖြစ်လာတဲ့ဟရိယဝတ္ထုယုတ်ကလေးကိုမြည်ရတယ်တဲ့အမိမပါဘဲနဲ့သူမရနိုင်ဘူးပေါ့ဒါပြောတာနော်စိတ်ဆိုတာအာယုံရှိရတယ် base ရှိရတယ် base မပါဘဲစိတ်မဖြစ်ဘူးအာယုံမရှိဘဲနဲ့စိတ်မဖြစ်ဘူးတဲ့ဒါဖြင့်တရေစိတ်ကလေးရဲ့အာယုံကဘာတုံးဆိုရင်ကံကမ္မနမိတ်ဂတိနမိတ်တစ်ခုခုပဲပေါ့အာယုံလေးလည်းရှိတယ်မိယာဝတ္ထုယုတ်လေးကဟရိယဝတ္ထုကလေးရှိတယ်ကြည့်အဲ့ဒီနေရာမှာကြည့်လိုက်မိယာဝတ္ထုနဲ့လူတွေရဲ့တရေစိတ်လေးဟာ bond together အတူတူမွေးလာကြတာတဲ့အတူတူမွေးလာပြီမဲ့လို့ရှင်တွဲပြီးတော့ပေါ်လာပြီမဲ့လို့ပေါင်းစပ်ထားတဲ့အရာလားရောသွားတဲ့အရာလားဆိုမရောဘူးဝိပယုတ်တပစ္စယောမရောဘူးသူတို့စီနဲ့ရေလိုပဲရောလို့မရဘူးတစ်မျိုးစီပဲဘွန်းတူကနာဖြစ်သည့်အတွက်ကြောင့်ဟရိယဝတ္ထုယုတ်ကလေးသည်ပရိသေရိစိတ်ကလေးနဲ့အတူတကွာဖြစ်ပြီးတော့ပေါင်းစပ်၍မရတဲ့ဝိပယုတ်တတတ္တိနဲ့ခြေစုပြုနေပါလေဒါကိုပြောတာနော်အဲ့ဒါကိုသဟဇာတဝိပယုတ်လို့ခေါ်တယ်အတူတကွာဖြစ်ပြီးပေါင်းမရတဲ့ဟာတရေစိတ်ကလေးနဲ့ဟရိယဝတ္ထုသည်ရောဆက်လို့မရဘူးသို့တော့အတူတကွာဖြစ်ကြတယ်အဲ့ဒါကိုသဟဇာတဝိပယုတ်ရူပိနောဓမ္မဆိုအဲ့ဒါပြောတယ်ရူပိနောဓမ္မအဆိုကြည့်ဟရိယဝတ္ထုယုတ်ကလေးသည်အရူပိနံဓမ္မနံတရေစိတ်ကလေးကိုဝိပယုတ်တပစ္စယေနပေါင်းစပ်လို့ရောစပ်လို့မရတဲ့ဝိပယုတ်တတ္တိဖြင့်ပစ္စယောဥပကာရကောခြေစုပြုနေပါတယ်မတူညီပေမဲ့လို့တစ်ခုနဲ့တစ်ခုအပြန်အလှန်ထောက်ကူပြုတယ်ဆိုတဲ့သဘောကိုပြောတာနော်မြတ်စွာဘုရားကမကြံရအောင်ဟောထားတာဒါတစ်ခု
ဒါရင်လားဆိုတော့ဒါ one together သဟဇာတဝိပယုတ်အနေနဲ့ပြောတာသဟဇာတဝိပယုတ်ဆိုတာအတူတကွဖြစ်ပြီးတော့ပေါင်းစပ်လို့မရတဲ့ယုတ်နဲ့နာအတူတကွဖြစ်တယ်ဆိုတာဒီတစ်ချိန်ပဲရှိတယ်ဒီတစ်ချိန်ပဲရှိတယ်တရေခါလေးပဲရှိတယ်ကြံတဲ့ချိန်မှာအတူတကွမဖြစ်ဘူးကဲကောင်းပြီမွေးဖွားလာပြီးတဲ့နောက်ကြလို့ရှိရင်ဝိထုယုတ်နဲ့စိတ်ဟာအတူတကွဖြစ်တာမဟုတ်ဘူးအတူတကွဖြစ်လာလို့ရှိရင်လည်းမိကိုမှုမပြုတ်ဘူးတဲ့ကြည့်ဟရိယဝတ္ထုယုတ်လေးဟာတရေစိတ်လေးနဲ့အတူတကွဖြစ်ပြီးတော့စိတ်တဲ့ခဏတိုင်းခဏတိုင်းစိတ်ကလေးစိတ်ရဲ့ခဏတိုင်းခဏတိုင်းဆိုတာစိတ်မှာခဏ၃ခုရှိတယ်ဖြစ်တဲ့ခဏတည်တဲ့ခဏနော် very short moment ပဲတည်တဲ့ခဏပြတ်သွားတဲ့ခဏခဏ၃ခုရှိတယ်အဲ့ဒီခဏတိုင်းခဏတိုင်းမှာဟောဒီဝထေယဝတ္ထုယုတ်လေးဟာ repetition ထပ်ထပ်ပြီးပေါ်နေတယ်ဒါကြောင့်မို့လို့လူအောင်ကြီးကကြီးကြည်လာတာပေါ့မဟုတ်လားနှုတ်မို့ဆိုလို့ရှိရင်ဘေဘီလေးပဲဖြစ်နေမှာပေါ့လူတွေဟာမိခင်ခန္ဓာကိုယ်ထဲမှာရှိတော့သေးသေးလေးပဲမဟုတ်လားထပ်ထပ်ပေါ်နေတယ်ထပ်ပေါ်နေတော့များလာတယ်ပေါ့များလာတယ်ဒါ Medical Science ကပြောကြတာဆဲလေးတွေပေါ့ဆဲလေးတစ်ခုပြတ်သွားရင်2ခုပေါ်လာ2ခုပြတ်သွားရင်4ခုပေါ်လာ4ခုပြတ်သွားရင်8ခုပေါ်လာဟောတိုးလာတယ်သဘောအဲ့ဒါကို grown up ကြီးတဲ့ကြီးလာတယ်လို့ပြောတာအကြောင်းတရားတွေကိုမှီပြီးတော့ကြီးထွားလာထပ်မဖြစ်ဘူးဆိုပဲကြီးလို့ရထပ်ဖြစ်နေလို့ကြီးနေတာအေးကောင်းပြီဟရိယဝတ္ထုစိတ်လေးတွေဟရိယဝတ္ထုယုတ်ကလေးဟာတရေစိတ်ကိုအထောက်အကူပြုလိုက်တဲ့ဟရိယဝတ္ထုယုတ်လေးဟာတရေစိတ်နဲ့တူပေါ်ပြီးတော့ထိုတရေစိတ်ကလေးတည်တတ်တဲ့ထိခဏမှလည်းပဲသူကအသစ်ပေါ်လိုက်ပြန်တယ်ဘသူကထုတ်တာတော့ကံကပဲထုတ်တယ်အတိတ်ကံရဲ့ဆွမ်းအားနဲ့အေးအတိတ်ကံဆိုတာမရှိတော့ဘူးမရှိဘူးလေဘာ energy ဆိုတာရှိတယ်ပေါ့ကံဆိုတာအကျိုးထုတ်ပြီးရင်သူရှိတာတော့မဟုတ်တော့မရှိတော့မရှိပြီမဲ့ဘာတွေကြမ်းနေတော့ဆိုစွမ်းအင်ကြီးကြမ်းနေတယ်ပေါ့ကြည့်လေလောင်ချာဆိုတဲ့ပြစ်လွတ်တဲ့ကရိယာတစ်ခုနဲ့ဒုံးမြန်တစ်ခုကိုပြစ်လိုက်မယ်ပြစ်လိုက်တဲ့အခါအဲ့ဒီဒုံးမြန်နဲ့လောင်ချာပါလာသလားမပါဘူးလားမပါဘူးနော်ပြစ်စင်ကမကြံ့ရစ်ဘူးလားကြံ့ရစ်ဟိုမှာကြံ့ရစ်တယ်ဒုံးမြန်နဲ့တူတူလာတာမဟုတ်ဘူးဒါဖြင့်ဒုံးမြန်နဲ့တူတူလာတာအဲ့ဒီပြစ်လိုက်တဲ့စွမ်းအားတွေတော့မပါဘူးလားဒါကြောင့်ဒုံးပြန်ပြစ်လိုက်တဲ့အရှိန်ရှိရင်ရှိသလောက်အဲ့ဒီဒုံးပြန်ကသွားနေရတာထို့တူပဲအတိတ်ဘဝကံရဲ့စွမ်းအားကနေပြီးတော့ပြစ်ထုတ်လိုက်တာဝါရောအနောက်အရှက်ကင်းတယ်ဒုံခွင်းဒုံမရှိဘူးဆိုရင်သွားရောပေါ့အသက်80 90 100အထိအောင်သွားနေမှာပဲဒါတွေကမပြတ်မချင်းပဲเนาะအဲ့ဒါလေးတစ်ခုကို life span လို့ခေါ်တာပဲဘဝလေးတစ်ခုကံတရားကဒါကြောင့်လို့လူတွေပြောကြတယ်မဟုတ်လားသေတာကိုဘယ်လိုပြောကံကုန်တယ်လို့ပြောတာမဟုတ်လားကံကုန်သွားတယ်လို့ပြောတာအရှိန်ကုန်သွားတာကိုပြောတာကံကုန်သွားတယ်ဆိုနော်ပြစ်လွတ်လိုက်တဲ့အရှိန်ကကုန်သွားတာရှိသမျှကံတွေအကုန်ကုန်သွားတာမဟုတ်ဘူးမကုန်ဘူးကံကတော့ရှိနေမှာပဲဒီကံရဲ့အရှိန်ကုန်သွားပြီလို့ပြောလိုက်တာတရေစိတ်ကိုထုတ်လုပ်လိုက်တဲ့ကံရဲ့အရှိန်လေးကုန်သွားတာကိုပဲကံကုန်တယ်ပြောတာနော်အေးအဲ့တော့အတိတ်ကံကနေပြီးတော့ထုတ်လုပ်လိုက်တဲ့ဟရိယဝတ္ထုတွေဟာဇက်တိုက်လာနေမှာပဲအဲ့ဒီလိုဘဝတစ်ခုဟရိယဝတ္ထုလေးကဘယ်မှာအစပြုတော့ဆိုပရိသေရိစိတ်လေးမှာအစပြုပရိသေရိစိတ်ကလေးချုပ်သွားတဲ့အခါကျတော့သူ့ရဲ့တက်တန်းကလည်းမတန်တိုးတယ်ဖြစ်တည်ပြက်ထင်ရှားအောင်ပြောမဆိုရင်30စက္ကန့်ပေါ့30စက္ကန့်နဲ့တော့တိုးတယ်နော်30စက္ကန့်ဆိုတာဒီတင်စားပြီးပြောတာ30စက္ကန့်လောက်ရှိတယ်လို့ဆိုပါစို့ဖြစ်တာက1စက္ကန့်တည်တာက1စက္ကန့်ချုပ်သွားတာက1စက္ကန့်3စက္ကန့်ရှိတယ်ဆိုတာ3စက္ကန့်မှာဟရိယဝတ္ထုက3ခုဖြစ်သွားနော်ဟရိယဝတ္ထုက3ခုဖြစ်သွားတရေစိတ်ကလေးကသူနဲ့ပြိုင်တူဖြစ်တဲ့ဥပက္ခဏလေးမှာ
ဖြစ်တဲ့ဟရိယဝတ္ထုလေးကိုသူကမှီရတယ်အဲ့ဒါကြတော့ခုနကသဟဇာတဝိပယုတ်လို့ခေါ်တယ်အဲ့ဒီဟရိယဝတ္ထုလေးနဲ့တရေစိတ်လေးကိုသဟဇာတဝိပယုတ်အတူတူကတော့ဖြစ်တယ်ရောဆက်လို့မရဘူးရောဆက်လို့မရတဲ့အနေနဲ့အကျိုးပြုတယ်ဒါတစ်ခုကဲပရိသေတရေစိတ်ကလေးက30စက္ကန့်ပြည့်သွားတဲ့အခါကျတော့နောက်ထပ်အလားတူစိတ်တစ်ခုထပ်ပေါ်လာတယ်။ဘာကြောင့်ပေါ်တော့ဆိုရင်ကံရဲ့စွမ်းအားတွေပဲကံပြည့်လွတ်လိုက်တဲ့ energy ကနေထုတ်လုပ်တာနောက်ထပ်တစ်ခုထပ်ပေါ်လာတယ်။နောက်ထပ်ပေါ်လာတာကျတော့ဘဝင်စိတ်လို့ခေါ်တယ်။ဘဝင်ဆိုတာအရက်ထဲမှာပြောတဲ့ဘဝင်နဲ့အဓိပ္ပာယ်မတူဘူးနော်။အရက်ထဲမှာပြောတဲ့တချို့လူတွေကငါဘဝင်ကြဘဝင်မကြဘူးနဲ့ပြောတာကြိုက်တာမကြိုက်တာကိုဘဝင်ကြတယ်ဘဝင်မကြဘူးပြောနေကြတာနော်အနှိမ့်တယ်ကလည်းဒီစကားယူသေးတာပဲမပြောဘူးလားဘဝင်ဘူးထုတ်တယ်လို့နော်အနှိမ့်ဆရာတွေကလည်းဒီဘဝင်ကိုအသုံးချလိုက်ပြန်တာပဲနော်မတူဘူးဆိုတာလေးတော့သတိထားနော်အကုန်လုံးတူတူလို့အောင်းမေ့မနေနဲ့ဒီတရေစိတ်ကလေးကိုပဲဘာကြောင့်ပထမဆုံးဖြစ်တာကိုတော့ပရိသေလို့ခေါ်ပြီးတော့နောက်ထပ်ဆက်လာတာတွေကြတော့ဘဝင်လို့ခေါ်လိုက်တယ်ဒါကဘာလို့ဆို after function သူ့ရဲ့ဆောင်ရွက်မှုနောက်လိုက်ပြီးတော့နာမည်ပေးတာ after function လို့ခေါ်တယ်သူလုပ်တဲ့အလုပ်ပေါ်ကြည့်ပြီးတော့နာမည်ပေးလိုက်တာဘဝင်ကလို့ပထမဆုံးကတော့ဒီစိတ်ပဲဒီစိတ်မျိုးပဲထပ်ဖြစ်တာအလားတူစိတ်ပဲပရိသေစိတ်ရဲ့ဘဝင်စိတ်ရဲ့သေတဲ့သုတိစိတ်ရဲ့ဆိုတာတဘဝမှာတူတူပဲကွဲပြားခြားနားလို့မရဘူးဒီတစ်မျိုးတည်းပဲဖြစ်တယ်ဒါမှဘဝတစ်ခုလို့ပြောလို့ရတော့မှာပေါ့ပရိသေစိတ်ကတစ်မျိုးဘဝင်စိတ်ကတစ်မျိုးသုတိစိတ်ကတစ်မျိုးဆိုရင်တဘဝလို့ခေါ်လို့ရပါအောင်မလားမရဘူးပြောင်းလဲလို့မရတာအဲ့ဒီသုံးခုဟာတစ်ခုတည်းမို့ပြောင်းမရဘူးပြောတာနော်ကံကဖန်တီးပေးလိုက်တဲ့အရှင်ရှိသမျှသူကအစဆုံးစိတ်လေးကိုပရိသေစိတ်ဘာဖြစ်လို့ပရိသေစိတ်တော့ဆိုပฏิတဖန်တန်ဓိဆိုတာစပ်ပေးလိုက်တာသူမစရင်ပြတ်သွားမှာပေါ့ထေရဝါဒဗုဒ္ဓဘာသာအရာတရားတော်အရာဆိုလို့ရှိရင်ဟိုဘဝကဟိုဘဝနဲ့ဒီဘဝကြားမှာဆက်ဆက်ပေးတဲ့စိတ်ဟိုဘဝကသုတိဆိုတာပေါ်လိုက်တာနဲ့ဒီဘဝမှာပရိသေအကယ်၍မဆက်ဆက်မိဘူးဆိုရင်ကြားမှာ gap ဖြစ်နေမှာပေါ့တခြားဘာသာတွေဗုဒ္ဓဘာသာတော့ဗုဒ္ဓဘာသာပဲအတွေးခေါ်တွေမတူတာတိဘက်ဗုဒ္ဓဘာသာရဲ့အယူအဆဆိုလို့ရှိရင်လူဟာသေပြီးတဲ့နောက်မှာနော်49ရက်တဲ့ gap ဖြစ်နေမှာပေါ့အဲ့ဒါဆိုလို့ရှိရင်49ရက်တဲ့သေပြီးတဲ့နောက်မှာလမ်းကြောင်းရှာနေတာ49ရက်ဗမာတွေလည်းပြောကြပါတယ်သေပြီးတဲ့နောက်မှာ9ရက်တဲ့ရက်မလဲသေးဘူးတို့ဘာလို့လုံးနေကြနော်ဘာမှမဟုတ်ဘူးသေပြီးတာနဲ့တပြိုင်နက်ပရိသတိဆိုတာပရိသန္တေဆိုတာ relinking consciousness ကချက်ချင်းဆက်သွားတာဒါကြောင့်မို့အနန္တရပစ္စယောလို့ပြောတာဈာထဲမှာမရှိဘူးကွက်လက်မရှိဘူးဈာကာလဘဝဆိုတာမရှိဘူးသေပြီးတဲ့အခြားမဲ့မှာဖြစ်လို့အနန္တရသေသည်ဤအခြားမဲ့၌လို့ဆိုတဲ့စကားကအလွန်မှန်ကန်တဲ့စကားအခြားမဲ့ဆိုတာဈာမရှိဘူးလို့ပြောတာသေတာနဲ့မွေးတာဈာမှာဈာမရှိဘူးဈာကာလမရှိဘူးဟိုကပြောက်တာနဲ့ဒါပေါ်တာတစ်ဆက်တည်းလို့ပြောတာနော်ပြောင်းလဲမှုကြီးကအမြဲတမ်းလျင်မြန်တယ်အေးကောင်းပြီပရိသေစိတ်နှိမ့်မှာပေါ်လာတာကိုဘဝင်စိတ်လို့ခေါ်တယ်ပေါ်လာတဲ့မြတ်တရေစိတ်လိုဟာမျိုးတွေကိုဘဝင်နဲ့တစ်သလုံးခေါ်သွားတယ်ဘာကြောင့်ဘဝင်လို့ခေါ်တော့ဆိုဘဝအင်္ဂဘဝတစ်ခုဆက်ဆက်ပေးနေတဲ့အကြောင်းတရားဖြစ်လို့ဘဝင်ကလို့ခေါ်တာတဲ့ဘဝဆိုတာ life existence ပဲတည်ရှိနေမှုရဲ့အကြောင်းတရားဘဝအင်္ဂဒါမရှိရင်ပြတ်သွားမှာပေါ့ဒါမို့လူကအိတ်နေရင်လည်းဘဝင်စိတ်ဖြစ်တယ်ဆိုတာအဲ့ဒါပြောတာပေါ့စိတ်အစဉ်ကမပြတ်ဘူးနိုင်ငံသားတွေဘုန်းကြီးတို့ပြီးတော့မှသင်တဲ့အခါကျတော့နားလည်အောင်လို့သူတို့စိတ်အစဉ်ဟာ line နှစ်ခုရှိတယ်
blue line နဲ့ red line လို့ blue line ဆိုတာ activity မရှိဘူးငြိမ်သက်နေတဲ့ line လေးပြင်မအာယုံနဲ့ဘာမှမဆိုင်ဘူးမျက်စိကယူတဲ့အာယုံနားကကြားတဲ့အာယုံတွေနဲ့ဘာမှမဆိုင်ဘူးအတိတ်ကပေးခဲ့တဲ့အာယုံလေးနဲ့ငြိမ်ငြိမ်ကလေးသွားနေတာဒါက blue line အပြာ line ပြင်မကအာယုံတစ်ခုကထိုးဝင်လာပြီဆိုလို့ရှိရင်အဲ့ဒီ blue line လေးကပြတ်သွားပြီးတော့ red line ဖြစ်ပြောင်းသွားတယ်ပေါ့ line နှစ် line ပြိုင်တူတော့မဖြစ်ဘူးเนาะ blue line ကိုဖြတ်ပလိုက်တာနောက်ထပ်ရောက်လာတဲ့အာယုံကစွမ်းအားတတ္တိရှိလို့ဘာနဲ့ဥပမာတူတော့ဆိုရင်ဒုံးပြန်တစ်ခုကိုဒုံးခွင်းဒုံပစ်ချလိုက်တယ်လို့ပဲပြတ်သွားတယ်ပေါ့ပြင်ဘက်ကအာယုံတစ်ခုရောက်လာတဲ့အခါကျတော့ blue line ပြတ်သွားပြီးတော့ red line ဖြစ်သွားတယ် red line ဖြစ်လာတဲ့အခါကျတော့လူတွေဟာလက်ရှိမွေးရပါအာယုံနဲ့မဟုတ်တော့ပဲနဲ့မျက်စိကမြင်တဲ့အာယုံနားကကြားတဲ့အာယုံအဲ့ဒါတွေနဲ့အလုံးလုံးတော့တာပဲစိတ်က red line ကုန်သွားပြန်ရင် blue line ပြန်ဝင်လာပြန်တာနော်အဲ့ဒီတိုင်းပဲသွားတာ red line နဲ့ blue line red line blue line စိတ်အစဉ်အဲ့ပုံစံနဲ့တရုပ်ဖော်ပြမယ်ဆိုရင်အဲ့ဒီပုံစံမျိုးပဲမြင်ရမှာပဲစိတ်ဆိုတာအယောင်မရှိလို့မြင်ရတာမဟုတ်လို့တင်စားပြီးတော့ပြောရကောင်းပြီဘဝတစ်ခုလုံးမှာသရေစိတ်ပြီးရင်ဘဝင်စိတ်တွေလာနေမှာခုန red line ကဝိထိစိတ်တွေမလာသမျှသူပဲနေမှာနောက်ဆုံးသေးပြီဆိုတဲ့အခါကျတော့နောက်ဆုံးစိတ်လေးကိုဘဝတစ်ခုကနေပြီးတော့ရွေးရှားသွားတာဖြစ်သောကြောင့်သုတိလို့ခေါ်လိုက်တယ်အဲ့ဒါကြောင့်အဲ့တော့ပရိသေဘဝင်သုတိဆိုတာတစ်မျိုးတည်းပဲလို့ဒီလိုမှတ်ရတယ်ကောင်းပြီအခုပြောချင်တာကကြည့်ဟရိယဝတ္ထုလေးကသရေစိတ်နဲ့အတူတကွဖြစ်ပြီးတော့ထိုသရေစိတ်နဲ့သူကဘာအကျိုးပြုတော့ဆိုလို့ရှိရင်ဝိပယုတ္တတတ္တိနဲ့ခြေစုပြုတယ်ပေါင်းဆက်လို့မရတဲ့အနေထားအနေနဲ့အတူတူဖြစ်ကြတယ်အတူတူဖြစ်ပြီးခြေစုပြုတာဒါဖြင့်အဲ့ဒီဟရိယဝတ္ထုလေးကပထမဘဝင်ကိုခြေစုပြုတဲ့အခါကျတော့အတူတူဖြစ်တာဟုတ်ကလားမဟုတ်ဘူးเนาะအဲ့ဒီပထမဘဝင်ကိုခြေစုပြုတဲ့ဟရိယဝတ္ထုသည်သရေစိတ်ကလေးနဲ့အတူတကွခြေစုပြုပေါ်လာတဲ့ဟရိယဝတ္ထုလေးဖြစ်တယ်ဆိုတော့ပထမဘဝင်မပေါ်ခင်ကခဏနှစ်ခုစောပြီးတော့ तू ကမပေါ်ဘူးလားပေါ်တယ်နော်ခဏနှစ်ခုစောပြီးတော့ပေါ်သည့်အတွက်ကြောင့် तू ကဘွန်းအာလီယာလို့ခေါ်တယ်ဘွန်းအာလီယာကျွတ်တင်ပြီးတော့မွေးတာဘဝင်စိတ်ကလေးမပေါ်ခင်က तू ကကျွတ်တင်ပြီးတော့မွေးလိုက်တာမို့အဲ့ဒီဟရိယသရေစိတ်နဲ့အတူတကွဖြစ်တဲ့ဟရိယဝတ္ထုလေးသည်ပထမဘဝင်စိတ်ဒုတိယဘဝင်စိတ်စသည်ကိုအထောက်အကူပြုတယ်မိယာအနေနဲ့ဆောင်ရွက်ပေးတဲ့အခါကျတော့ပေါင်းစပ်လို့မရတဲ့အနေအထားဖြစ်သည့်အတွက်ကြောင့်အဲ့ဒါကြတော့ဥရိစ္ဆာတဝိပယုတ်လို့ပြောတာဥရိစ္ဆာတဝိပယုတ်ဆိုတာအဲ့ဒါပြောကျွတ်တင်ဖြစ်နေပြီးတော့ပေါင်းစပ်လို့မရတဲ့ရုပ်တရားကနန္တရားကိုထောက်ကူပြုတယ်ပေါ့ဒါပြောတာနော်ရူပိနောဓမ္မာအရူပိနံဓမ္မနံဆိုတဲ့စကားလုံးလေးနှစ်ခုအရာကောက်ကခွဲခြားပြီးတော့ဒီလိုကောက်ပြထားတာအဲ့ဒါရှင်းသွားပြီနော်တရေစိတ်ကလေးကိုဟရိယဝတ္ထုကနေပြီးတော့ထောက်ကူပြုတဲ့အခါမှာ born together သာဇာတဝိပယုတ်အဲ့ဒီဟရိယဝတ္ထုလေးကပထမဘဝင်စားတဲ့စိတ်တွေကိုထောက်ကူပြုတဲ့အခါကျတော့ကျွတ်တင်ပြီးတော့မွေးဖွားပြစ်လို့ဘွန်အာလိယပုရိသတဝိပယုတ်လို့ခေါ်တယ်ဒီသဘောကိုပြောတာဒါရူပိနောဓမ္မာအရူပိနံဓမ္မနံဝိပယုတ္တပစ္စေနပစ္စယောဒါကပစ္စယနေရိသအယပြောပြတာပစ္စယနေရိသအယပြောပြတာဆိုတော့ပညာဝါဒကြတော့သူကထပ်ပြီးခွဲတယ်ဓမ္မကိုထပ်ပြီးတော့အသေးစိတ်လိုက်တဲ့အခါသဘာဝချင်းမတူတဲ့ဓမ္မတွေကကုသိုလ်လားအကုသိုလ်လားအပြာကတလားထပ်ခွဲတယ်ပေါ့အဲ့တော့လူတွေဟာပရိသေတွေစလာတဲ့ဟာကုသိုလ်နဲ့လည်းမစဘူးအကုသိုလ်နဲ့လည်းမစဘူးဘာနဲ့စအပြာကတနဲ့ပဲစလို့ရတယ်တရေစိတ်ဆိုတာအပြာကတအဲ့ဒီလူသဘောပေါက်ထားလို့ရှိရင်အမတန်မှလွယ်တယ်ပေါ့ apply လုပ်တဲ့နည်းရနော်သဘာဝအတိုင်းပဲအဲ့တော့တရေစိတ်အဲ့တော့ကုသိုလ်စိတ်ကိုထောက်ကူပြုမဲ့ရုပ်ဆိုတာခုချိန်မပေါ်သေးဘူးအကုသိုလ်စိတ်ကိုထောက်ကူပြုမဲ့ရုပ်ကခုချိန်မပေါ်သေးဘူး
အပြာကတကနေအပြာကတကိုထောက်ကူပြုတယ်လို့ပဲဒီလိုပြောရမယ်ဒီချိန်မှာကဲကောင်းပြီပညာဝါဒကြတော့အဲ့ဒါလို့ထပ်ပြီးတော့ခွဲလိုက်သေးတယ်အပြာကတကအကုသိုလ်ကိုအပြာကတကအကုသိုလ်ကိုအပြာကတကအပြာကတကိုလို့ထပ်ပြီးတော့ခွဲတယ်နောက်ပြီးတော့အပြာကတကကုသိုလ်ကိုအပြာကတကအကုသိုလ်ကိုလို့ဆိုထပ်ခွဲတယ်ကုသိုလ်နဲ့ပတ်သက်တာကကုသိုလ်ကိုအဓိကထားပြောတာကတစ်ခုအကုသိုလ်ကိုအဓိကထားပြောတာတစ်ခုအပြာကတကိုအဓိကထားပြောတာက3ခုဒီလိုရှိတယ်5ခုဒါကပညာဝါဒမှာဟောတဲ့တရားပညာဝါဒနဲ့ပစ္စယနေရတာကအမတ္တမနိစ္စတယ်ဟောဖို့ဟောခြင်းလဲတူတယ်ဘယ်လိုကွာလဲပစ္စယနေရတာကအကျဉ်းပညာဝါဒကြအကျယ်ထပ်ပြောတာအဲ့ဒါလေးပဲကွာတယ်ဟောဖို့ဟောနည်းတူတူပဲစကလုံးသုံးတာနဲ့တူတယ်ကဲရူပိနောဓမ္မာအရူပိနံဓမ္မနာဝိပယုတ္တပစ္စေနပစ္စယောပြီးသွားရောကဲနောက်တစ်ခုဘာလာပြန်လို့ဆိုရင်အပြန်အလှန်လေးအရူပိနောဓမ္မာရူပိနံဓမ္မနာဝိပယုတ္တပစ္စေနပစ္စယောနန္တရားတွေကလည်းပဲယုတ်တရားကိုဝိပယုတ္တတတ္တိနဲ့ခြေစွပြုပါတယ်တဲ့ဘယ်အခါခြေစွပြုတယ်ဆိုတာကိုထပ်ရှင်းမယ်သူကဒါကြတော့ဘာနဲ့သက်ဆိုင်လာတော့မွေးဖွားတဲ့အချိန်နဲ့မသက်ဆိုင်ဘူးလူဘဝမွေးဖွားပြီးတဲ့နောက်မွေးဖွားပြီးတယ်ဆိုတာတရေတီးပြီးတဲ့နောက်ပိုင်းမှာသက်ဆိုင်တယ်ပေါ့တရေတီးပြီးတဲ့နောက်ပိုင်းမသေးခင်စัจ जा မှာနန္တရားတွေကရုပ်တရားကိုဝိပယုတ္တတတ္တိနဲ့ခြေစွပြုတယ်ဆိုတာဒီနေရာမှာအဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့နန္တရားလို့ဆိုတဲ့နေရာမှာရုပ်ကိုထုတ်လုပ်တဲ့နာမ်ပေါင်း85ခုရှိတယ်အဲ့ဒီရုပ်ကိုထုတ်လုပ်တဲ့နံတရားတွေဟာစိတ်တွေဟာနော်အဲ့ဒီစိတ်ပေါ်လိုက်တာနဲ့တပြိုင်နက်သူကရုပ်ကိုထုတ်ပြီးသားပဲစိတ်တစားရုပ်ဆိုတာကိုသူကထုတ်တယ်စိတ်ကလေးကသူ့ဘာသူရင်ဖြစ်လာတာမဟုတ်ဘူးဖြစ်လာလိုက်တာနဲ့တပြိုင်နက်ရုပ်တစ်ခုကိုမွေးဖွားပေးတယ်အဲ့တော့ရုပ်တစ်ခုကိုမွေးဖွားပေးလိုက်တယ်ဆိုတော့စိတ်နဲ့ရုပ်နဲ့ဟာရောနေတာလားရောစပ်ထားတာလားလို့မေးမရောစပ်ဘူးတဲ့ပေါင်းစပ်ထားတဲ့အရာမဟုတ်ဘူးတဲ့ဟောစိတ်တစားရုပ်တွေကနေစိတ်ကနေပြီးတော့စိတ်တစားရုပ်ကိုထုတ်လုပ်လိုက်တဲ့အခါစိတ်တစားရုပ်ဖြစ်စိတ်ပေါ်ခြင်းစိတ်တစားရုပ်ကိုထုတ်တာဖြစ်သောကြောင့်ထိုစိတ်နဲ့စိတ်တစားရုပ်သည်အတူတကွမွေးဖွားကြတာဖြစ်သောကြောင့် born together သဟဇာတာခေါ်တယ်အဲ့ဒါအတူတကွဖြစ်လာအတူတကွဖြစ်ပြီးတော့လာကြတာစိတ်ကိုထုတ်လုပ်နိုင်တဲ့ရုပ်ကိုထုတ်လုပ်နိုင်တဲ့စိတ်တွေဟာသူတို့ဖြစ်တိုင်းရုပ်ကလေးတွေအသက်မွေးဖွားသွားဆိုပါစို့ခုနကပထမဘဝင်စိတ်ကလေးဟာပေါ်လာပရိသေစိတ်ကလေးကတော့ရုပ်ကိုမထုတ်နိုင်ဘူးဘာဖြစ်လို့မထုတ်နိုင်ခုမှဘဝသက်မှာ तू ကစရတာဆိုတော့ तू မှမကြွားမဖြစ်ဘူးမလုံနိုင်ဘူးတခြားလို့ तू မလုံနိုင်ဘူးဒါတော့ဟုတ်တာပဲသဘာဝကျပါတယ်ကလေးပေါက်စလေးကအလုပ်တစ်ခုအကုန်လုံနိုင်မှာမလားဘယ်လုံနိုင်မှာခုမှရောက်လာတဲ့လူကလူသစ်ပဲ तू ဘာလုံနိုင်အောင်မှာတော့ဟောဘဝင်စိတ်ရောက်တဲ့အခါကျတော့ तू ကလုံနိုင်သွားပြီဘာလုံတုံးဆိုစိတ်တစားရုပ်ကိုထုတ်လိုက်တယ်အဲ့ကြပထမဘဝင်စိတ်ကလေးတွေပဲစိတ်တစားရုပ်ကိုထုတ်ပြီးထုတ်လိုက်တော့စိတ်ကလေးကဘွားကနေပေါ်လိုက်တယ်လို့သူထုတ်လိုက်တဲ့ရုပ်ကလေးကလည်းဘွားကနေပေါ်တယ်ဒီနှစ်ခုသည်တပြိုင်နက်ပေါ်တာဖြစ်တယ်အဲ့ဒီတပြိုင်နက်ပေါ်တဲ့ရုပ်နဲ့စိတ်ကလေးဟာပြိုင်တူတော့ဖြစ်တယ်သို့တော့ရောစပ်ထားတဲ့အရာမဟုတ်သည့်အတွက်ကြောင့်သဟဇာတဝိပယုပြိုင်တူဖြစ်လို့သဟဇာတပေါင်းစပ်ထားတာမဟုတ်သည့်အတွက်ကြောင့်ဝိပယုတ္တဒီလိုပြောတာနော်ရူပိနောဓမ္မာအရူပိနံဓမ္မနာဒါကတစ်ခုနောက်တစ်ခုကဘာပြောရအောင်မလဲခုနတုန်းကဟာကိုနောက်တစ်ခုထပ်ပြောမယ်ဒါကအရူပိနောဓမ္မာ
ရူပိနံဓမ္မနာနံတရားကနေယုတ်တရားကဲဘာပြောရအောင်မလို့ဆိုရင်ယုတ်နဲ့နာရဲ့ဆက်ဆက်နေမှုကိုပြောမယ်ဆိုလို့ရှိရင်ယုတ်နဲ့နာဆိုပါစို့အရင်ကြိုတင်ပြီးတော့ဖြစ်နေတာတွေကခန္ဓာဝဋ္ထုယုတ်တွေဆိုအရင်ကြိုတင်ပြီးတော့ဖြစ်နေတာတွေကနောက်မှဖြစ်တဲ့နံတရားကိုကျေစုပြုတယ်ထို့တူပဲနော်ထို့တူပဲနောက်မှဖြစ်လာတဲ့စိတ်စေတသိက်တွေကိုပစ္ဆာဇာတာစိတ်တစေတသိက်ကဓမ္မပုရိသတတ္တဣမတ္တကာယတာလို့ပစ္ဆာဇာတာပစ္စည်းတော်မှာပြောခဲ့ပြီလားနော်နောက်မှဖြစ်တဲ့စိတ်တွေကလည်းပဲရှေ့ကကြိုတင်ဖြစ်နေတဲ့ရုပ်ကလေးတွေကိုအပြန်အလှန်လှမ်းပြီးတော့အထောက်အကူပြုပါတယ်တဲ့ထုတ်လုပ်တာတော့မဟုတ်ဘူးအထောက်အကူပြုတာကိုပြောတာနော်နောက်မှဖြစ်လာတဲ့စိတ်ကဒါနားလည်ဖို့တော်တော်ခက်တယ်ဘာဖြစ်လို့လဲဆိုရင်အကျိုးတရားကအရင်ဖြစ်နေပြီးတော့အကြောင်းတရားလို့ဒီလိုတွေးလို့ရှိရင်နားလည်ဖို့အလွန်ခက်တယ်ဘဝတစ်ခုမှာဆက်ဆက်နေသည့်အတွက်ကြောင့်နောင်ဖြစ်မဲ့ဟာကလည်းဒီရှေ့ကိုကြိုတင်ပြီးတော့အကျိုးပြုနေတာပေါ့ဆက်ဆက်နေတဲ့သဘောကြိုတင်ဖြစ်နေတဲ့ရုပ်တွေကိုနောက်မှဖြစ်လာတဲ့စိတ်ကနေပြီးတော့ထောက်ကူပြုတယ်အဲ့ဒါကိုကြတော့ပစ္ဆာဇာတဝိပယုတ်လို့ပြောတာပစ္ဆာဇာတဝိပယုတ်နောက်မှဖြစ်တဲ့စိတ်တွေကကြိုတင်ပြီးတော့ဖြစ်နေတဲ့ခေါဏကဟရိယဝတ္ထုစတဲ့ရုပ်တွေကိုအထောက်ကူပြုနေတယ်နောက်မှမွေးပြီးတော့အထောက်ကူပြုလို့ပစ္ဆာဇာတဝိပယုတ်လို့ဒီလိုပြောတာနော်ကဲတတိရှင်ထင်ရှားရှိနေတဲ့အချိန်ပိုင်းလေးမှာစဉ်းစားကြည့်အောင်ခုနကပြောဖို့ကြံတဲ့ထဲမှာရူပိနောဓမ္မအရူပိနံဓမ္မနာရုပ်တရားကနေနံတရားကိုအထောက်အကူပြုနေတယ်ဆိုတဲ့နေရာမှာခုနတမ္မန်တရေပိုင်းလေးပဲတစ်ခုပဲပြောရသေးတယ်ကြည့်လူဘဝရလာပြီးတဲ့အခါမှာလူဘဝရလာပြီးတဲ့အခါမှာမျက်စိဆိုတာလေးပေါ်မလာဘူးလားနားဆိုတာလည်းပေါ်လာတယ်နှာခေါင်းဆိုတာလည်းပေါ်လာတယ်လျှာဆိုတာလည်းပေါ်လာတယ်ကိုယ်ဆိုတာလည်းပေါ်လာတယ်ခုနတုန်းကဟရိယဝတ္ထုတစ်ခုပဲပြောရသေးတယ်ဟုတ်ကဲ့လားဝတ္ထုယောဂ6ခုရှိတယ်တဲ့စက္ခုဝတ္ထုသောတာဝတ္ထုခန္ဓာဝတ္ထုဇီဝဝတ္ထုကာယဝတ္ထုခုနကပြောတာဟရိယဝတ္ထုတစ်ခုပဲပြောခဲ့သေးတယ်ဟရိယဝတ္ထုတစ်ခုတည်းကိုပဲ born together born earlier နှစ်ခုရတယ်ဟုတ်ကဲ့လားအခုပြောမယ့်ဟာကစက္ခုဝတ္ထုသောတာဝတ္ထုခန္ဓာဝတ္ထုဇီဝဝတ္ထုကာယဝတ္ထုပြောအဲ့ဒီစက္ခုဝတ္ထုလို့ခေါ်တဲ့မျက်စိအကြည့်ရုပ်ကလေးဟာမြင်သိစိတ်တွေရဲ့ပေါက်ဖွားရာနေရာဖြစ်တယ်ပေါ့မြင်သိစိတ်တွေရဲ့ပေါက်ဖွားရာနေရာဖြစ်တယ်အဲ့တော့မြင်သိစိတ်နဲ့စက္ခုဝတ္ထုဆိုတဲ့ဒီမျက်စိအကြည့်ရုပ်လေးဟာဘယ်သူကအရင်မွေးလာတာတော့ဘယ်သူကအရင်ပေါ်လာတာတော့ဆိုစက္ခုဝတ္ထုကအရင်ပေါ်တာမြင်သိစိတ်ကနောက်မှပေါ်တာအဲ့ဒါကြောင့်မို့လို့ဘွန်အာလီယာဆိုပါစို့ရူပယုံနဲ့စက္ခုပတာရဆုံလိုက်တယ် mental process ကိုကြည့်ဝိသီကိုကြည့်ရူပယုံနဲ့စက္ခုပတာရကိုဆုံလိုက်တဲ့အချိန်ပိုင်းလေးမှာအဲ့ဒီအချိန်ပိုင်းလေးမှာဘဝင်ဖြစ်နေတဲ့အချိန်လေးပေါ့ဆုံလိုက်တဲ့အချိန်မှာစိတ်အစဉ်ကအမတန်များလို့မြန်လွန်အားကြီးလို့ blue line ကရုတ်တရက်မပြတ်ဘူး blue line လေးကဆက်သွားနေတယ်မြင်လိုက်တဲ့အချိန်လေးမှာအတ္တဘဝင်ဆိုတာဖြစ်သွားတယ်ကြော်သွားတဲ့ဘဝင်လေးကြော်သွားတဲ့ဘဝင်အာယုံအသိဝင်လာလို့အဲ့ဒီဘဝင်လေးကလှုပ်သွားတယ်ဘဝင်ကဆရဏပြတ်တောက်သွားတယ်ဘဝင်ကုပစ္စည်းဘဝင်၃ခုရှိတယ်အဲ့တော့စက္ခုဝတ္ထုဟာအဲ့ဒီဖြတ်ကျော်လာတဲ့ဘဝင်စိတ်ကလေးနဲ့အတူတကွဖြစ်တဲ့စက္ခုဝတ္ထုသည်နောက်ပေါ်လာမဲ့ပင်စတရဝိဇ္ဇန်းနောက်မှာလာမဲ့စက္ခုဝိညာဉ်စိတ်ရဲ့မိယာဖြစ်တယ်အဲ့တော့သူကစိတ်ဘယ်နှခုစောပြီးတော့ပေါ်တယ်လဲလို့ဆိုရင်ဘဝင်၃ခုရဲ့ပင်စတရဝိဇ္ဇန်းစိတ်ရဲ့လို့ဆို၄ခုစိတ်တခဏ၄ခုစောပြီးတော့စက္ခုဝတ္ထုလေးပေါ်နေတယ်အဲ့ဒီပေါ်နေတဲ့စက္ခုဝတ္ထုလေးသည်ပစ္စဒရဝိဇ္ဇန်းနောက်မှာပေါ်လာမဲ့မြင်သိစိတ်ကလေးကိုထောက်ကူပြုပါတယ်
ဟောအဲ့ဒီမြင်သိစိတ်နဲ့စက္ခုဝတ္ထုဟာပေါင်းစပ်လို့ရလားဆိုမရကြောဆက်ထားတာမဟုတ်ဘူးသဘာဝချင်းမတူဘူးသို့တော့ကျွတ်တင်ပြီးတော့မွေးဖွားထားတာဖြစ်လို့သဟဇာတပေါင်းစပ်လို့မရလို့ဝိပယုတ်တာအဲ့ဒါကိုကျွတ်တင်မွေးထားလို့ပုရိသတာပေါင်းစပ်လို့မရသည့်အတွက်ကြောင့်ဝိပယုတ်တာဆိုဘာဝိပယုတ်ဖြစ်သွားပုရိသတာဝိပယုတ်တဲ့ကျွတ်တင်မွေးထို့တူပဲအတန်နဲ့ပတ်သက်လာမယ်နော်အနတ်နဲ့ပတ်သက်လာမယ်အရသာနဲ့ပတ်သက်လာမယ်အထီးတွေ့နဲ့ပတ်သက်လာမယ်ဆိုရင်လေဘဝင်စိတ်နဲ့ပြိုင်တူဝင်လာတဲ့ဟာကိုဝိပယုတ်လို့ပြောတာကဲအခုဝိပယုတ်နဲ့ပတ်သက်ပြီးပြောတဲ့ယုတ်တွေဟာဝဋ္ထုယုတ်တွေကိုပြောတယ်ထိုဝဋ္ထုယုတ်ကိုမှီတဲ့စိတ်တွေအကြောင်းကိုပြောတယ်နောက်ပြီးတော့စိတ်ကထုတ်လုပ်တဲ့ယုတ်ကိုပြောတယ်စိတ်တစားယုတ်တွေကိုပြောတယ်ဒီနေရာမှာမပြောဘဲထားတာဘာတွေပြောမပြောဘဲထားတော့ဆိုလို့ရှိရင်ဥဒ္ဒစယုတ်တွေအာရဇယုတ်တွေကိုမပြောဟုတ်ကလားအဓိကထင်ထင်ရှားရှားပြောတာပစ္ဆာဇာတဝိပယုတ်ကြတော့ဥဒ္ဒစယုတ်ရောအာရဇဧကဇကာယဒွိဇကာယတိဇကာယစတုဇကာယပစ္ဆာဇာတဝိပယုတ်ကြတော့သူကပြောတယ်ကျန်တဲ့ဟာကြတော့မပြောဘူးတဲ့ကြည့်ခုနတုန်းကပြောတာတရေစိတ်နဲ့အတူတကွဖြစ်လာတာကြတော့ကမ္မဇယုတ်ကိုပြောတာဘဝင်စိတ်လေးနဲ့ပြောတဲ့အခါကျစိတ်တစားယုတ်ကိုပြောတာအေးကောင်းပြီမြတ်စွာဘုရားကဒီနေရာမှာဝတ္ထုယုတ်နဲ့စိတ်ရဲ့ဝတ္ထုယုတ်ရဲ့ဝတ္ထုယုတ်ကိုမှီဖြစ်တဲ့စိတ်ရဲ့ဝတ္ထုယုတ်ရဲ့အဲ့ဒီနှစ်ခုဟာပေါင်းစပ်ထားတာမဟုတ်ဘူးရောစပ်လို့မရတဲ့အရာတွေဖြစ်တယ်လို့ဝိပယုတ်တပစ္စည်းဆိုပြီးတော့ဟောတယ်ကဲအဲ့ဒီနေရာမှာစဉ်းစားစရာလေးတစ်ခုပေါ်လာတယ်ရုပ်ဟာကုံသွားလားဆိုမကုံသေးဘူးနော်အခုပြောတာဝတ္ထုယုတ်ပဲပြောနေတာဟုတ်ကလားကဲအဲ့ဒီစိတ်ကလေးဟာအာယုန်နဲ့ရောမဆက်သွယ်ဘူးလားရူပယုံကယုံမဟုတ်ဘူးလားဟုတ်တယ်တတ္ထယုံကရောအတန်ကလည်းယုတ်ပဲအနံ့ကလည်းယုတ်ပဲအယတာကလည်းယုတ်ပဲဖုတ္တဘာကလည်းအယုတ်ပဲအဲ့ဓာတွေနဲ့စိတ်နဲ့ကြတော့ဘာဖြစ်လို့ဝိပယုတ်တပစ္စယောလို့မဟောတာလဲရုပ်အာယုန်နေနဲ့စိတ်နဲ့ကလည်းပေါင်းစပ်လို့ရရဲ့လားစိတ်ဖြစ်တဲ့ဝတ္ထုယုတ်ကိုသာစိတ်ရဲ့မိယာဝတ္ထုယုတ်နဲ့စိတ်ကိုသာလင်ဝိပယုတ်တပစ္စယောလို့ဟောတာထိုစိတ်ကအာယုန်ပြုတဲ့ရုပ်အာယုန်တွေကြတော့ဘာဖြစ်လို့ဝိပယုတ်တပစ္စည်းလို့မဟောသလဲဆိုမေခွန်းလေးတစ်ခုတက်လာနိုင်တယ်ပေါ့ဟုတ်တယ်မလားသူကယုတ်နဲ့နာမဲ့လေအာယုန်ကလည်းယုတ်အာယုန်ပြုတဲ့စိတ်ကနာအဲ့ဒီအာယုန်ယုတ်နဲ့အာယုံပြုတဲ့နံတရားနှစ်ခုကရောပေါင်းစပ်လို့ရလားဆိုမရဘူးမရတာကိုဘာဖြစ်လို့မြတ်စွာဘုရားကဝိပယုတ်တပစ္စယောလို့ထဲမဟောတာတော့လို့မေးရင်အဖြေရှိတယ်အဖြေကဘာလဲဆိုရင်အာယုံဆိုတာအတွင်းကလာတာလားအပြင်ကလာတာလားပြင်ကလာတာနော်မျက်စိမှာလားထင်ဟတ်တဲ့အာယုံဒီအတွင်းကလားအပြင်ကလားအတန်ကရောအနံ့ကရောအပြင်ကလာတာလေအဲ့တော့အပြင်ကလာတဲ့ဟာနဲ့အတွင်းကစိတ်နဲ့ဟာရောသလားမရောဘူးလားပေါင်းစပ်နေတာလားမပေါင်းစပ်ဘူးလားလို့တန်တရားဖြစ်เสียရှိပါမလားမရှိလို့မြတ်စွာဘုရားမဟောတာတဲ့ထင်ရှားတယ်ဒါကမပြောတော့ကိုယ့်အကိုသိနိုင်တယ်တဲ့သိနိုင်တဲ့အရာမပြောနဲ့ပေါ့သိနိုင်တဲ့အရာမပြောမယ်ဆိုလို့ရှိရင်ကြည့်ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ဆရာမလုပ်ရရင်မနေနိုင်တဲ့လူတယောက်လို့ပေါ့ငယ်ငယ်တုန်းကကြားဘူးတာနော်လူတယောက်ဟာဆရာမလုပ်ရရင်မနေနိုင်ဘူးတဲ့အလူတစ်ခုမှာသူကမိခင်နဲ့အိပ်ပျော်သွားတော့သူဆရာမလုပ်လိုက်ရအောင်ဆရာမလုပ်လိုက်ရတော့အချိန်ကြတော့တန်ဃာတွေကကြွကုန်ပြီလူတွေရောမတ်တဝင်ပြီအဲ့ဒီမှာသူကဆရာလုံးဆရာမရှိတော့ဘာလုပ်တော့လဲဟေးဘုန်းကြီးတွေရှေ့ကထားလူတွေနောက်ကလိုက်လို့ဝင်ပြီးတော့ပြောလိုက်သေးတယ်ဟုတ်ကဲ့လားထင်ရှားနေတဲ့အရာကြီးကိုပြောလိုက်ရင်ဘုန်းကြီးရှေ့ကသွားလူကနောက်ကလိုက်လို့ပြောเสียလိုသေးလားဒါလူတိုင်းသိနေတဲ့ကိစ္စကြီးတစ်ခုနော်အဲ့ဒါလိုပဲမြတ်စွာဘုရားကတန်တရားဖြစ်เสียမရှိသည့်အတွက်ကြောင့်အာယုံရုပ်အာယုံနဲ့
အာယုံပြုတဲ့စိတ်ကိုတော့ဝိပယုတ်တပစ္စယောလို့ထည့်ပြီးမဟောတော့ဘူးတဲ့သိတာနောအာကြည့်ဒါဖြင့်ဝတ္ထုယုတ်နဲ့စိတ်ကထုတ်လုပ်တဲ့ယုတ်အဲ့ဒါကြတော့ဘာလို့ဟောတာလဲဆိုလူတွေကထင်ကောင်းထင်လိုက်ပဲတဲ့မြင်သိစိတ်တွေဟာမျက်လုံးထဲကထွက်လာတာမြင်သိစိတ်နဲ့မျက်လုံးဟာရောပြီးတော့ပေါင်းစပ်ထားတာလို့စိတ်ကောင်းထင်နေတန်ပယုတ်တအနေနဲ့ရောစပ်ထားတယ်လို့ထင်ကောင်းထင်မယ်ဇာတိစိတ်လေးကနားထဲကထွက်လာတာဆိုပြီးတော့နားနဲ့ဇာတိစိတ်သောတပတ္တာရယုတ်နဲ့ဇာတိစိတ်ကလေးဟာရောစပ်နေတယ်လို့ထင်မှာဆိုလို့နော်နန္တိစိတ်လေးကလည်းပဲနှာခေါင်းပေါ်မှာမှီပြီးခန္ဓာပတ္တာရမှာမှီပြီးဖြစ်လို့ခန္ဓာပတ္တာရထဲမှာဒီနန္တိစိတ်ကလေးတွေရောစပ်ပေါင်းစပ်နေတယ်လို့ဒီလိုထင်မှာဆိုလို့လျက်တိစိတ်ကလေးကလည်းပဲကြည်လျာကိုမှီပြီးတော့ဖြစ်လာတာဖြစ်သောကြောင့်လျာနဲ့ဇီဝပတ္တာရယုတ်နဲ့ပေါင်းစပ်ရောစပ်ထားတယ်လို့ထင်မှာဆိုလို့ထိတိစိတ်ကလေးကလည်းပဲကာယဝတ္ထုပေါ်မှာမှီပြီးတော့ဖြစ်လာတာဖြစ်သောကြောင့်ကာယပတ္တာရနဲ့ညာပေါင်းစပ်နေသလားလို့တန်တရားဖြစ်เสียရှိလို့ယင်နဲ့နှလုံးထဲကပေါက်ဖွာလာတဲ့စိတ်တွေကလည်းပဲဟောနှလုံးသားထဲနဲ့ပေါင်းစပ်နေတာလားလို့ရောစပ်ထားတာလားလို့တန်ပယုတ်တာလားရှင်တွဲနေတာလားလို့ယုံမတန်တရားရှိလို့တဲ့အဲ့ဒါပဲဟောတယ်မဟုတ်ဘူးဟေးဆိုတာကိုပြောတာလို့ဒါပြောတာနော်အဲ့တော့ဝိပယုတ်တပစ္စယောဆိုတာတန်ပယုတ်တလို့စက်နေတာတော့မဟုတ်ဘူးရောထားတာမဟုတ်ဘူးသို့တော့သဘာဝချင်းခြားနာတဲ့အရာတွေဟာလည်းပဲတစ်ခုနဲ့တစ်ခုထောက်ကုပ်ပြုနေတယ်အပြန်အလှန်အကျိုးပြုနေတယ်ဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဝိပယုတ်တပစ္စယောလို့ခေါ်ထားခြင်းဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တန်ပယုတ်တပစ္စယောဟာစိတ်အချင်းချင်းစိတ်နဲ့စေတသိက်တွေကိုသဘောပေါက်တယ်လို့စိတ်နဲ့ယုတ်သို့မဟုတ်နာနဲ့ယုတ်ယုတ်နဲ့နာဒီသဘာဝနှစ်ခုဟာလည်းပဲအတူတကွတည်ရှိနေကြတော့လည်းပဲပေါင်းစပ်ထားတဲ့အရာတွေမဟုတ်ဘူးဆိုတာကိုသိရှိနားလည်ပြီးတော့ယုံနာသဘောတွေကိုဆင်ခြင်စဉ်းစားခြင်းဖြင့်ဝိပဿနာဉာဏ်အမြင်မျိုးရရှိအောင်ကြိုးစားအထောက်ကြရမှာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့သည်ဝိပဿနာဉာဏ်အမြင်ရရှိနိုင်အောင်ယုံနာတို့ရဲ့သဘောကိုအလေးနဲ့ဆင်ခြင်စဉ်းစားနိုင်ကြပါစေကုန်သတည်းမေတ္တာပို့အောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရာတိတဝေတံပဝါယံတုသူကန္တကာမေတ္တာပုံနေတုသင်္ကမာစုပေါင်းပို့အပ်မေတ္တာတဟုရောင်မြူပါဝင်းငွေလမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွတ်မဲ့ဥသုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာသည်မြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထာဝရအေးမြတ်ကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံလန္တဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍သူကန္တကလေအောင်လေတဲ့ရောရှက်သင်ပြန်ပီတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း